ကျွန်တော်အမြင်ပြောရရင်တော့ဗျာမာစကာရဲ့လောက်ရက်ကချက်စီပရိသတ်တွေအတွက်တော့သစ္စာဖောက်မှုလို့မြင်နိုင်ပေမဲ့ဒီနီးပြတယောက်အနေနဲ့မန်စီးတီးလိုအသင်းမျိုးမှာအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဒီမန်ချက်စတာစီးတီးအသင်းကချက်စီရဲ့နီးပြအောင်အန်ဇိုမာရစကာကိုနီးပြတဲ့အဖြစ်တရားဝင်ခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီးနောက်ဆက်တွဲဖြစ်နေတဲ့ပြဿနာတွေကိုပြောပြသွားမှာဖြစ်ပါတယ်အန်ဇိုမာရစကာကမန်စီးတီးအသင်းရဲ့နီးပြတရားဝင်ဖြစ်ပြီးတဲ့နောက်မှာချက်စီအသင်းကအတော့ပြင်းထန်တဲ့ statement တစ်စောင်ထုတ်လာပါတယ်ဒီချက်စီအသင်းရဲ့ statement ထဲမှာမန်စီးတီးနဲ့အန်ဇိုမာရစကာတို့ကပြီးခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာနဲ့ဒီ2026ဇန်နဝါရီကာလမှာတည်းကချက်စီရဲ့နောက်ွယ်မှာလျှော့ဆွေးနွေးမှုတွေရှိနေတယ်လို့ဆိုပါတယ်အဓိကတော့မန်စီးတီးအသင်းကပတ်ကွာဒီယိုလာထွက်သွားခဲ့ရင်သူတို့ရဲ့ဒီအပြောင်းလဲကာလမှာအန်ဇိုမာရစကာနဲ့တည်ငြိမ်မှုကိုထိန်းမှုအတွက်အရလိုချင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီဆွေးနွေးမှုကိုချက်စီအသင်းကတီးလိုက်ရတဲ့အချိန်မှာတော့မာရစကာရဲ့စိတ်က Stamford Bridge ကိုမှမရှိတော့ဘဲနဲ့ Etihad စီရောက်နေပြီဆိုတာရိပ်မိခဲ့ပါတယ်ဒါနဲ့မကသေးပဲအဲ့ဒီဒီဇင်ဘာလကာလမှာပဲမာရစကာချက်စီကနေရုတ်တရက်ကြီးနှုတ်ထွက်စာတင်ခဲ့ပါတယ်အဲ့ဒီပေါ်ချက်စီအသင်းဘက်ကတော့ငါတို့ကိုယာရီဝက်ကြီးမှာအခုလိုပြစ်ထားခဲ့တာတကယ်ကိုစိတ်ပြတ်မိတယ်ဆိုပြီးသူတို့ရဲ့ဒီ statement ထုတ်ပြန်ချက်ထဲမှာအတိအလင်းထည့်သွင်းပြောကြားခဲ့ပါတယ်နောက်ဆုံးမှာတော့ club အသင်းတစ်ခုကြားညှိနှိုင်းမှုတွေလုပ်ခဲ့ရပြီးတော့ရောက်ချင်းငွေပေးချေဖို့သဘောတူညီမှုတချို့လည်းရခဲ့ပါတယ်ဒီနောက်ဆက်တွဲသတင်းတွေအရမာရစကာကိုယ်တိုင်ကလည်းချက်စီအသင်းကိုရောက်ချင်းငွေတချို့ပြန်ပေးခဲ့ပြီးတော့မာရစကာဘက်ကလည်းသူ့ရဲ့ယာရီဝက်ထွက်ခွာမှုကြောင့်ချက်စီအသင်းနေနဲ့အနောက်ရှက်တွေဖြစ်သွားရလို့တကယ်ကိုတောင်းပန်ပါတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်ဒါအပြင်မန်စီးတီးရဲ့နီးပြဖြစ်ခွင့်ကသူ့အနေနဲ့ဒီညင်းပယ်ဖို့ခက်ခဲတဲ့အခွင့်အရေးမို့လို့ပါဆိုပြီးတော့ဒီပရိသတ်တွေကိုအနူညွတ်တောင်းပန်သွားပါတယ်ဒါမဲ့ချက်စီကလည်းဒီမာရစကာထွက်သွားလို့တော်စိတ်ဆိုးနေပေမဲ့သူတို့ရဲ့ statement ထဲမှာမန်စီးတီးအသင်းကိုပြောသွားတာတခုရှိပါတယ်အဲ့ဒါတော့သူတို့ခံအပ်လိုက်တဲ့နီးပြတဲ့စာပြီးလွန်ဆိုနဲ့ပတ်သက်ပြီးပြောခဲ့တာပါချက်စီအသင်းကသူတို့ရဲ့ statement ထဲမှာငါတို့စီမှာအခုခံယူချက်အပြည့်ရှိပြီးအဆင့်မြင့်မားတဲ့စိတ်သက်ရှိတဲ့ဇာဗီအလွန်ဆိုရှိနေပြီဆိုပြီးတော့မာရစကာရဲ့ professional မဆန်မှုကိုတွေ့ဝိုက်ပြီးတော့စောင်းမြောင်ပုတ်ခတ်သွားတာကိုတွေ့ရပါတယ်ကျွန်တော်အမြင်ပြောရရင်တော့ဗျာမာရစကာရဲ့လောက်ရက်ကချက်စီပရိသတ်တွေအတွက်တော့သစ္စာဖောက်မှုလို့မြင်နိုင်ပေမဲ့ဒီနီးပြတယောက်အနေနဲ့မန်စီးတီးလိုအသင်းမျိုးမှာပတ်ခွာဒီယိုလာစက္ကန့်သူဖြစ်လာနိုင်တဲ့အခွင့်အရေးကိုလက်လုံးမခံချင်တာသဘာဝကျတယ်လို့မြင်ပါတယ်ဒါပေမဲ့လည်းဘယ်လိုပဲဖြစ်ဖြစ်ပေါ့ရာဇီဝက်ကြီးမှာချက်စီအသင်းကိုထားခဲ့တာကတော့ professional မဆန်ဘူးလို့ပြောမှာဖြစ်ပါတယ်ခုလာမယ့်ဩဂတ်လ16ရက်နေ့မှာတော့အာဆင်နယ်အသင်းနဲ့ကစားမယ် community shield ဒိုင်ပွဲစဉ်မှာတော့မာရစကာစပြီးတော့ကင်တွယ်မှာဖြစ်ပြီးတော့ဒီဇင်ဘာလကျရင်တော့ချက်စီအသင်းနဲ့ပြန်ပြီးတော့ရင်ဆိုင်ရမှာပါအဲ့ဒီပွဲကတော့တကယ်ကိုကြီးကောင်းမဲ့ပွဲတစ်ပွဲဖြစ်လာမယ်လို့သိကြပါတယ်ခင်ဗျားတို့ကဘယ်လိုထင်လဲအန်ဇိုမာရစကာကမန်စီးတီးမှာပတ်ကွာဒီယိုလာလို့အောင်မြင်မှုတွေရယူနိုင်မယ်လို့ထင်လားဒါမှမဟုတ်ချက်စီကဇာဗီလွန်ဆိုနဲ့ပဲပို့ပြီးတော့မြင့်မာတဲ့အဆင့်တစ်ခုတက်လန်းသွားနိုင်မလားအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးတကယ်လို့ဒါမျိုးဗီဒီယိုတွေကိုကြိုက်တယ်ဆိုရင် like share နဲ့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ခဲ့ပါနဲ့နောက်ထပ်စိတ်ဝင်စားစရာဘောလုံးသတင်းတွေနဲ့သူပြန်လာခဲ့ပါမယ်အားလုံးတော့တာယာတဲ့နေ့လေးဖြစ်ပါစေဗျာ